မန်ယူပြစ်မှတ်ရာဖေးလီယိုအနီးကပ်ထိပေါ်တူဂီအသင်းစိုးရိမ်နေရပေါ်တူဂီတောင်ပန်ကျဲပွင့်ရဖောင်လီယိုဟာချီလီအသင်းနဲ့ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲမှာအနီးကပ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ပေါ်တူဂီအသင်းဟာခရစ္စတီနိုရိုနယ်ဒိုဦးဆောင်ပြီးအင်အားပြည့်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးလီယိုကိုလည်းဘဲတောင်ပန်မှာပွဲထုတ်ခဲ့ပါတယ်။ဒါပေမဲ့ပထမပိုင်းနာကျင်အချိန်မှာပြဿနာတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ချီလီကစားသမား Flight Fondes ကလီယိုကိုပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့ပြီးနောက်ပိုင်းမှာပေါ်တူဂီနောက်ခံလူဂျိုခန်ဆော်နဲ့လည်းထပ်မံထိပ်တိုက်တွေ့ခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့နောက်ပိုင်းနှစ်ဖက်အသင်းကစားသမားတွေအစုလိုက်အပြုံလိုက်ပါဝင်လာခဲ့ပြီးအခြေအနေကပိုမိုတင်းမာလာခဲ့ပါတယ်။လီယိုနဲ့ချီလီလူငယ်ကစားသမား Ivan Romain တို့လည်းအချင်းများခဲ့ကြပြီးအပြန်အလှန်တွန်းထိုးမှုတွေဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လီယိုရဲ့တွန်းချက်ကြောင့်ရိုမန်မြေပြင်ပေါ်လဲကျသွားခဲ့ပြီးဒိုင်လူကြီးလူကတ်ဇက်ဖရလေကနှစ်ဦးစလုံးကိုအနီးကပ်ပြထုတ်ပယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်ပေါ်တူဂီအသင်းအတွက်စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ပုံမှန်စီးမြင်အရဆိုရင်လီယိုဟာ3ပွဲပယ်ပြစ်ဒဏ်ခံရနိုင်ပြီးကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်အချို့ကိုလွဲချော်နိုင်ပါတယ်။ဒီလိုကစားသမားကိုလက်လွတ်ရမယ်ဆိုပေါ်တူဂီအတွက်စိုးရိမ်စရာပါပဲ။ဒါပေမဲ့အေပါဟာအရင်နှစ်တွေမှာအလားတူဖြစ်ရပ်တွေကိုရှော့ပေါ့စဉ်းစားပေးခဲ့ဘူးတာကြောင့်လီယာအနေနဲ့ပွဲပယ်ပြစ်ဒဏ်ရုပ်ပေါ့သွားနိုင်တဲ့မျှော်လင့်ချက်တော့ရှိနေသေးပါခင်ဗျာ။